Hello everyone, this is Virtue English Language Channel. This is your study buddy to help you improve your English language skills. Welcome back to my channel. Today in this video, I'm gonna share vocabularies and conversation related to airport. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ဒီဗီဒီယိုလေးမှာဆိုရင် airport လို့ခေါ်တဲ့လေယာဉ်ကွင်းနဲ့သက်ဆိုင်တဲ့ဝါဟာရတွေနဲ့သူနဲ့သက်ဆိုင်တဲ့စကားပြော conversation ကိုဒီဗီဒီယိုလေးမှာဆိုရင် sharing လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ vocabulary ပေါ့နော်ဒီဝါဟာရနဲ့ဆိုင်တဲ့အသုံးအနှုန်းတွေကိုအရင်လေ့လာကြည့်လိုက်ရအောင်ပါခင်ဗျာကျွန်တော်တွေဟာဆိုရင်ဒီပြည်တွင်းမှာရှိရဲ့ပြည်တွင်းစီးရဲ့လေယာဉ်ပေါ့နော်ဥပမာအားဖြင့်ရန်ကုန်ကနေမန္တလေးလက်မျိုးပြည်တွင်းသွားလာတဲ့လေယာဉ်ကိုကျွန်တော်တို့က domestic flight လို့ခေါ်တယ်ပေါ့နော်ဥပမာအားဖြင့်ကျွန်တော်တို့ကဒီလေယာဉ်ကွင်းသွားမယ်ဆိုရင် domestic airport ရှိရဲ့ international airport ရှိရဲ့ပေါ့နော် domestic airport ကကျတော့ကျွန်တော်တို့ပြည်တွင်းမှာပြည်တွင်းစီးမဲ့ဆိုရင်သွားရတဲ့လေဆိပ်ပေါ့နော်ဟုတ်ပါပြီကျွန်တော်တို့ကပြည်တွင်းလေယာဉ်ကိုဆိုရင် domestic flight လို့ခေါ်ပါတယ်ခင်ဗျာ domestic ကကြတော့ပြည်တွင်းနဲ့ဆိုင်ပြီးတော့ flight ကတော့ဒီရင်ပဲဖြစ်ပါတယ်ပြည်တွင်းလေယာဉ် domestic flight domestic flight domestic flight ပြည်တွင်းလေယာဉ်ကျွန်တော်တို့ရာဆိုရင်ပြည်ပကိုထွက်ခွာတဲ့လေယာဉ်ကိုဆိုရင် international flight တို့မဟုတ် overseas flight လို့ခေါ်ပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့ကရန်ကုန်ကနေထိုင်းနိုင်ငံကိုသွားမယ်ဆိုရင်ပြည်ပစီးရဲ့လေယာဉ်ပြည်ပထွက်တဲ့လေယာဉ်ကိုစီးရပါဘောเนาะအဲ့ဒီလေယာဉ်ကိုဆိုရင်ကျွန်တော်တို့ကပြည်ပလေယာဉ်လို့ခေါ်တာဖြစ်ပါတယ်ပြည်ပလေယာဉ် international flight international flight international flight ပြည်ပလေယာဉ် overseas flight overseas flight overseas flight ပြည်ပလေယာဉ် international ရော overseas ရောပြည်ပနဲ့သက်ဆိုင်တော့ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ကျွန်တော်တို့တွေဟာဆိုရင်ဒီလိုမျိုးအကူပြောင်းလုပ်ရတဲ့လေယာဉ်ကိုဆိုရင် connecting flight တို့မဟုတ် transit flight လို့ခေါ်ပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံကနေအနောက်နိုင်ငံပေါ့နော်အမေရိကကိုသွားချင်တယ်ဆိုရင်ရန်ကုန်ကနေတိုက်ရိုက်စီးလို့မရပါဘူးကျွန်တော်တို့ကဒီထိုင်းလန်မှာဖြစ်ဖြစ်တော့မဟုတ်ဒူဘိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေယာဉ်တွေအကူပြောင်းစီးရတယ်ပေါ့နော်အဲ့လိုမျိုးဒုတိယအချိန်မြောက်အကူပြောင်းစီးရတဲ့လေယာဉ်ကိုဆိုရင်ကျွန်တော်တို့က connecting flight တို့မဟုတ် transit flight လို့ခေါ်တာဖြစ်ပါတယ်အကူအပြောင်းလေယာဉ် connecting flight connecting flight connecting flight အကူအပြောင်းလေယာဉ် transit flight transit flight transit flight အကူအပြောင်းလေယာဉ်အကယ်၍ကျွန်တော်တွေဟာဆိုရင်လေယာဉ်ပြန်နောက်ကျတယ်ဆိုရင် delay နဲ့သုံးတာဖြစ်ပါတယ်နောက်ကျတယ် delayed 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 နောက်ကျတယ်ဥပမာအားဖြင့်လေယာဉ်ပြန်နောက်ကျတယ်ဆိုရင် the flight was delayed လေယာဉ်ပြန်ကနောက်ကျနေရဲ့အကယ်၍ကျွန်တော်တွေရာဆိုရင်ရာသီဥတုအခြေအနေကြောင့်မို့လေယာဉ်ပြန်ခီးစဉ်ပြတ်သွားတာကိုဒီမှာကျတော့ cancel နဲ့သုံးတာဖြစ်ပါတယ်ပြတ်သွားသည် cancelled 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 ပြတ်သွားသည် the flight was cancelled လေယာဉ်ခီးစဉ်ပြတ်သွားတယ်ကျွန်တော်တွေရာဆိုရင်လေယာဉ်ဆိုက်ရောက်တာလေယာဉ်လာရောက်တာကို arrival နဲ့သုံးတာရှိပါတယ်လေယာဉ်ဆိုက်ရောက်မှု arrival 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 လာရောက်မှုကျွန်တော်တွေရာဆိုရင်လေယာဉ်ဆိုက်ရောက်မဲ့အချိန်ကိုဆိုရင် arrival time လို့သုံးတာရှိပါတယ်လေယာဉ်လာရောက်မဲ့အချိန် arrival time arrival time arrival time လေယာဉ်လာရောက်မဲ့အချိန်ကျွန်တော်တွေရာဆိုရင်လေယာဉ်ထွက်ခွာတာကို departure နဲ့သုံးတာရှိပါတယ်ထွက်ခွာမှု departure 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 လေယာဉ်ထွက်ခွာမှုဥပမာအားဖြင့်လေယာဉ်ထွက်ခွာမဲ့ date ကိုဆိုရင်ကျွန်တော်တို့က departure date လို့သုံးတာရှိပါတယ်ထွက်ခွာသည့်နေ့ departure date departure date departure date ထွက်ခွာသည့်နေ့
ကျွန်တော်တို့ကခီးဆောင်အထုပ်အပိုးတွေကိုဆိုရင် luggage တို့မဟုတ် baggage လို့မျိုးသုံးလေးသုံးတာရှိပါတယ်ခရီးဆောင်အထုပ်အပိုး luggage 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 ခရီးဆောင်အထုပ်အပိုး baggage 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 ခရီးဆောင်အထုပ်အပိုးကျွန်တော်တို့ရာဆိုရင်လေယာဉ်ပေါ်မှာတည်သွားလို့ရတဲ့အိတ်ကိုဆိုရင်ကျွန်တော်တို့က carry on bag လို့ခေါ်တာဖြစ်ပါတယ်ကျွန်တော်တို့ကလေယာဉ်ပေါ်တက်တဲ့အခါမှာဆိုရင် luggage နဲ့ carry on bag ဆိုပြီးမှနှစ်မျိုးရှိပါတယ် luggage နဲ့ baggage ကိုကြတော့ကျွန်တော်တို့ကပေါင်ချီဆက်ပေါ်တင်ပြီးတော့ကိုနဲ့တပါးလည်းယူဆောင်လို့မရပါဘူးဒါပေမဲ့ carry on bag ကိုကြတော့ကျွန်တော်တို့တွေကလေယာဉ်ပေါ်တည်သွားလို့ရပါတယ်ဥပမာအားဖြင့်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ကွန်ပျူတာတို့ laptop တို့ပေါ့နော်အစားရှိတဲ့ပြင်ပို့ပါရှိနိုင်တဲ့ပစ္စည်းတွေနဲ့တပါးလည်းယူရကြတာဖြစ်ပါတယ်အဲ့လိုအိတ်ကိုကြတော့ကျွန်တော်တို့က carry on bag လို့ခေါ်တာပဲဖြစ်ပါတယ်လက်ဆွဲအိတ်လေယာဉ်ထဲတည်သွားလို့ရတော့ carry on bag carry on bag carry on bag လေယာဉ်ပေါ်တည်သွားလို့ရတော့လက်ဆွဲအိတ်ကျွန်တော်တို့ရာဆိုရင်နိုင်ငံကူးလက်မှတ်ကို passport လို့ခေါ်တာဖြစ်ပါတယ်နိုင်ငံကူးလက်မှတ် passport 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 နိုင်ငံကူးလက်မှတ်ကျွန်တော်တို့ရာဆိုရင်လေယာဉ်လက်မှတ်ကိုဆိုရင် flight ticket လို့သုံးတာဖြစ်ပါတယ် flight ကကြတော့လေယာဉ်ဖြစ်ပြီးတော့ ticket ကတော့လက်မှတ်ဖြစ်ပါတယ် flight ticket လေယာဉ်လက်မှတ် flight ticket flight ticket flight ticket လေယာဉ်လက်မှတ်ကျွန်တော်တို့ရာဆိုရင်လူမှုကြီးကြပ်ရေးဌာနကို immigration လို့ခေါ်ပါတယ်ဒီဟာကဘယ်ခါမှာသုံးလေးတွေ့ရလဲဆိုရင်ကျွန်တော်တို့ကနိုင်ငံခြားသွားတဲ့အခါမှာimmigration လူဝင်မှုကြီးကြပ်ရေးဌာနမှာအပြန်နဲ့ညီကုန်းအပြန်နဲ့မိပြီးမှသူတို့ဘက်ကနေတုံးထုပေးမှကျွန်တော်တို့ကတစ်ဖက်နိုင်ငံကိုဝင်လို့ရဖြစ်တယ်အဲ့လိုမျိုးလူဝင်မှုကြီးကြပ်ရေးဌာနကိုကျွန်တော်တို့တွေက immigration လို့ခေါ်တာပဲဖြစ်ပါတယ်လူဝင်မှုကြီးကြပ်ရေးဌာန immigration 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 လူဝင်မှုကြီးကြပ်ရေးဌာနကျွန်တော်တို့ရာဆိုရင်လေရင်တက်ဖို့ဆိုရင်စင်းရင်သွင်းရတယ်ပေါ့နော်အဲ့လိုမျိုးလေရင်တက်ဖို့အတွက်စင်းသွင်းရတဲ့ကောင်တာကို check in counter လို့ခေါ်တာဖြစ်ပါတယ် check in ကကြတော့လေရင်တက်ဖို့စင်းသွင်းတာဖြစ်ပြီးတော့counter ကတော့ counter ပဲဖြစ်ပါတယ်လေရင်တက်ရန်စင်းသွင်း counter check in counter check in counter check in counter လေရင်တက်ရန်စင်းသွင်း counterကျွန်တော်တို့ရာဆိုရင်လေရင်ပေါ်တက်တဲ့အခါမှာကိုမှပါလာတဲ့လက်ဆွဲအိတ်တွေကိုအလေးချိန်ချိန်ရပါတယ်အဲ့လိုအလေးချိန်ချိန်တာကိုကျွန်တော်တို့က scale နဲ့သုံးနေပေါ့နော်ပြီးတော့သူ့ကို noun အနေနဲ့သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ကအလေးချိန်ဆက်ဖြစ်ပါတယ်အခုကျတော့ဒီနေရာမှာကျွန်တော်က verb အနေနဲ့ပဲသုံးတာဖြစ်ပါတယ်အလေးချိန်ဒီ scale 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 အလေးချိန်ချိန်ဒီဥပမာအားဖြင့် scale the luggage အလေးချိန်အိတ်ကိုအလေးချိန်ချိန်ဒီကျွန်တော်တို့ရာဆိုရင်နိုင်ငံခြားရောက်တဲ့အခါမှာကို့မှာပေါ့နော်ဒီအခွန်ကောက်ဆရာပစ္စည်းရှိသားဆိုပြီးမှပစ္စည်းတွေကိုဆန်းစစ်တဲ့အခွန်ကောက်ဌာနကို custom လို့ခေါ်တာပဲဖြစ်ပါတယ်အကောက်ခွန်ဌာန customs 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 အကောက်ခွန်ဌာနကျွန်တော်တို့ရာဆိုရင်လေယာဉ်ပေါ်တက်တာကို boarding လို့ခေါ်တာပဲဖြစ်ပါတယ်လေယာဉ်ပေါ်တက်ခြင်း boarding 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 လေယာဉ်ပေါ်တက်ခြင်းပြီးတော့ကျွန်တော်တို့တွေကလေယာဉ်ပေါ်မှာတက်တဲ့ဟာကိုတခြားအသုံးနှုန်းတွေနဲ့ get on the plane လို့လည်းသုံးတယ် board the plane လို့လည်းသုံးတယ်ပေါ့နော် get on ဆိုတာလည်းတက်တာ board ကလည်းတက်တာပဲဖြစ်ပါတယ် plane ကတော့လေယာဉ်ဖြစ်ပါတယ်လေယာဉ်ပေါ်တက်တီ get on the plane get on the plane get on the plane board the plane board the plane board the plane ကျွန်တော်တို့ရာဆိုရင်လေရင်တက်တဲ့ဂိတ်ပေါက်ကိုဂိတ်ပေါက်ဝင်ပေါက်ကို boarding gate လို့ခေါ်တာပဲဖြစ်ပါတယ်လေရင်တက်ဝင်ပေါက် boarding gate boarding gate boarding gate လေရင်တက်ဝင်ပေါက်ကျွန်တော်တို့ရာဆိုရင်လေရင်ပေါ်တက်ဖို့အတွက်လက်မှတ်ကို check in counter မှာယူရလက်မှတ်ကို boarding pass လို့ခေါ်တာပဲဖြစ်ပါတယ်လေရင်တက်ခွင့်လက်မှတ်
boarding pass 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 လေယာဉ်တက်ခွင့်လက်မှတ်ကျွန်တော်တို့ဟာဆိုရင်လေယာဉ်ပေါ်တက်တဲ့အခါမှာလုံခြုံရေးအရစစ်ဆေးတာကို security check လို့ခေါ်တာပဲဖြစ်ပါတယ်လုံခြုံရေးစစ်ဆေးမှု security check security check security check လုံခြုံရေး security check စစ်ဆေးမှုလုံခြုံရေးစစ်ဆေးမှု security check ကျွန်တော်တို့ကကိုသွားရောက်မဲ့ခီးစဉ်ခီးပန်းတိုင်ကို destination လို့ခေါ်တာပဲဖြစ်ပါတယ်ခီးပန်းတိုင် destination 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 ခီးပန်းတိုင်ကျွန်တော်တို့တွေဟာဆိုရင်လေယာဉ်ဝန်ထမ်းတွေကိုအားလုံးခြုံငုံပြီးတော့ cabin crew လို့ခေါ်တာပဲဖြစ်ပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ကလေယာဉ်မောင်းလေယာဉ်မဲ့အပြင်ပေါ့နော်တခြားလေယာဉ်ပေါ်မှာရှိတဲ့ဝန်ထမ်းဖြစ်တဲ့ pilot အပါပေါ့နော်အားလုံးကိုခြုံငုံပြီးတော့ cabin crew လို့ခေါ်တာပဲဖြစ်ပါတယ်လေယာဉ်ဝန်ထမ်းများ cabin crew cabin crew cabin crew လေယာဉ်ဝန်ထမ်းများကျွန်တော်တို့ဟာဆိုရင်လေယာဉ်မောင်းလေယာဉ်မဲကို flight attendant လို့ခေါ်တာပဲဖြစ်ပါတယ်လေယာဉ်မောင်းလေယာဉ်မဲ flight attendant flight attendant flight attendant လေယာဉ်မောင်းလေယာဉ်မဲကျွန်တော်တို့ဟာဆိုရင်ဒီ check in ကောင်တာပေါ့နော် boarding pass ရဖို့အတွက်လေယာဉ်ပေါ်တက်ဖို့အတွက်ဒီကောင်တာကိုသွားတဲ့ကောင်တာမှာဆိုရင်များတော့အဖြစ်အခုဖော်ပြမယ်ပေါ့နော်ဒီဗီဒီယိုမှာဖော်ပြမယ် conversation စကားပြောတွေကိုကျွန်တော်တို့အပြန်အလှန်စကားပြောလေးရှိရပေါ့နော်ကျွန်တော်တို့ကဒီစကားပြောတွေကိုလေ့ကျင့်ခြင်းအပြင်ကျွန်တော်တို့ခီးသွားတဲ့အခါမှာအဆင်ပြေချုံးမိမှာပဲဖြစ်ပါတယ်ဒီ check in counter မှာဆိုရင်များတော့အပြင်ဒီ staff ကဝန်ထမ်းကပေါ့နော်ဗာမီလီမီတာရှိတယ်လဲဆိုရင်ဒီနေ့ပဲသွားမလဲပေါ့နော် where are you flying to today ဒီနေ့ပဲသွားမလဲဆိုတာကိုမီလီမီတာရှိပါတယ် where ကကျတော့ဘယ်နေရာလဲဖြစ်ပြီးတော့ are you flying ကတော့သွားမလဲပေါ့နော် flying ကတော့အမှန်ကတော့ပြန်တန်းတာဒါပေမဲ့ဒီနေရာမှာတော့သွားတယ်ပေါ့နော် today ကကျတော့ဒီနေ့ပေါ့နော်ဒီနေ့ပဲသွားမလဲဆိုရင် where are you flying to today ဒီနေ့ပဲသွားမှာလဲ where are you flying to today Where are you flying to today ဒီနေ့ပဲသွားမှာလဲ traveler လို့ခေါ်တဲ့ခီးသွားလာမဲ့လူကကျွန်တော်ထိုင်းနိုင်ငံကိုသွားမှာပါဆိုရင် I am flying to Thailand I am ကတော့ကျွန်တော်ဖြစ်ပြီးတော့ flying သူကသွားမယ် Thailand ကတော့ထိုင်းနိုင်ငံကိုသွားမှာဖြစ်ပါတယ်ထိုင်းနိုင်ငံကိုသွားမှာပါ I am flying to Thailand I am flying to Thailand I am flying to Thailand ထိုင်းနိုင်ငံကိုသွားမှာပါအဲ့လိုမျိုးမေးပြီးရနောက်မှာဆိုရင်ဝန်ထမ်းကဗာမီလီမီတာရှိလဲဆိုရင်မင်းရဲ့ passport ကိုမင်းရဲ့နိုင်ငံကူးလက်မှတ်ကိုကြည့်လို့ရမလားပေါ့နော်အဲ့ဒါမီလီမီတာရှိပါတယ်တင် passport ကိုကြည့်လို့ရမလားဆိုရင် May I see your passport May I ရဲ့အဓိပ္ပာယ်ကတော့ခွင့်တောင်းတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ C ကတော့ကြည့်ရ passport ကတော့နိုင်ငံကူးလက်မှတ်ပဲဖြစ်ပါတယ်တင်ရဲ့ passport ကိုကြည့်လို့ရမလား May I see your passport May I see your passport May I see your passport တင် passport ကိုကြည့်လို့ရမလားဒီမှာပါ Here you are Here you are Here you are ဒီမှာပါပြီးတော့နောက်တစ်ခုအနေနဲ့ဝန်ထမ်းတွေကပစ္စည်းအပ်ဖို့ရှိသလားဆိုမှမီလီမီတာရှိပါတယ်အဲ့ဒါကိုဘယ်လိုမေးမလဲဆိုရင်တစ်မှာပစ္စည်းအပ်ဖို့ရှိသလားဆိုရင် Do you have any check-in luggage Do you have ကရှိသလား check-in ဆိုတာအပ်ဖို့ luggage ဆိုတာအထုပ်အပိုးရှိသလားပေါ့နော်တစ်မှာအပ်ဖို့အထုပ်အပိုးရှိပါသလား Do you have any check-in luggage Do you have any check-in luggage Do you have any check-in luggage ဒီမှာအဖို့အထုပ်ဖို့ရှိသလား No မရှိပါဘူး I only have a carry on ကျွန်တော်မှာ only ဆိုတာနဲ့ have ဆိုတာရှိရဲ့ a carry on ဆိုတာလေယာဉ်ပေါ်မှာတည်သွားမယ်လက်ဆွဲအိတ်ပဲရှိပါတယ်ရှိပါဘူးလေယာဉ်ပေါ်တည်သွားမယ်အိတ်ပဲရှိပါတယ် No I only have a carry on No I only have a carry on No I only have a carry on ဒီရင်ပေါ်တယ်ဝါမယ်အဲ့ဒီလုံးပဲရှိပါတယ်
ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဘာပြောလေးပြောထားရှိတယ်လဲဆိုရင်အလေးချိန်ချိန်မှပေါ့နော်အလေးချိန်ချိန်မှတင်းရဲ့အိတ်ကိုအလေးဆက်ပေါ်ထားလိုက်ပါဆိုမှပြောလေးပြောထားရှိပါတယ် Please put your bag on a scale Please ကကြောကျေးဇူးပြု၍ put ကကြောထားပါ your bag ဆိုတာတင်းရဲ့အိတ်ကို on a scale ကတော့အလေးချိန်ဆက်ပေါ်မှာထားလိုက်ပါတင်းအိတ်ကိုအလေးချိန်ချိန်ဆက်ပေါ်ထားလိုက်ပါ Please put your bag on the scale Please put your bag on the scale Please put your bag on the scale တင်းအိတ်ကိုအလေးချိန်ချိန်ဆက်ပေါ်ထားလိုက်ပါပြီးတော့နောက်တစ်ခုပြောလေးပြောတာရှိတာတင်းရဲ့လျင်တက်လက်မှတ်ကဒီမှာပါ Here is your boarding pass Here is ကတော့ဒီမှာပါ boarding pass ကတော့လျင်တက်လက်မှတ်ပဲဖြစ်ပါတယ်ဒီမှာတင်းလျင်တက်လက်မှတ်ပါ Here is your boarding pass Here is your boarding pass Here is your boarding pass ဟုတ်ပါပြီနောက်တစ်ခုအနေနဲ့ကျတော့ကျွန်တော်တို့ security check ပေါ့နော်ကျွန်တော်တို့ကဒီပစ္စည်းတွေကိုအလေးချင်းချိန်ပြီးရဲ့နောက် boarding pass ရပြီးရဲ့နောက်မှာ security check လုပ်ခေါ်တဲ့ပါပေါ့နော်ကျွန်တော်တို့ရှိမှာအနေနဲ့ဖြစ်စေနိုင်တဲ့ပစ္စည်းပါလားစစ်ဆေးရတဲ့နေရာကိုရောက်ရှိသွားပါတယ်ဒီ security check မှာဆိုရင်ကျွန်တော်တို့ဘာတွေတွေးထားရှိတယ်လဲဆိုရင်ဘာတွေပြောထားရှိတယ်လဲဆိုရင်သူတပြင်းပေါ့နော်ကျွန်တော်တို့ကဒီ electronic ပစ္စည်းတွေ laptop တို့အရေးပါတဲ့ဟာတွေယူသွားလို့မရဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့သူတို့ကညာတော့အဖြစ်ပေါ့နော်ဒီလိုမျိုး laptop တွေအရေးတွေကိုဖယ်ခိုင်းနေရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က conversation အနေနဲ့က please remove your laptops and liquid remove ဆိုတာကတော့ဖယ်ခိုင်းတာဖြစ်တယ် laptop ဆိုတာကိုယ့်ရဲ့ laptop liquid ကတော့အရေးပေါ့နော် laptop နဲ့အရေးတွေကိုဖယ်ပေးပါထုတ်ပြီးမှတင်ပေးပါ please remove your laptop and liquids please remove your laptop and liquids please remove your laptop and liquids laptop နဲ့အရေးတွေကိုထုတ်ပေးပါပြီးတော့နောက်တစ်ခုကဒီ officer လို့ခေါ်တဲ့အရာရှိကဘာပြောလေးပြောထားရှိတယ်လဲဆိုရင်ကိုကအနောက်ကိုအရန်ရောက်နေတာပဲဖြစ်နေရဆိုရင်ပေါ့နော်သူတို့ရဲ့ scan ဆက်နဲ့တိုင်းလို့မရဘူးဆိုရင်ဒီ data နဲ့ဟိုပေါ့နော်စစ်လို့မရဘူးဆိုရင်အရှိကိုတလန်တိုးပါဆိုပြီးတော့ပြောတာရှိရပေါ့နော်အဲ့ဒီစကားကိုဆိုရင် step forward please ပေါ့နော် step forward ကကြတော့ရှေ့လမ်းတလန်တိုးခိုင်းတာ please ကတော့ကျေးဇူးပြု၍ရှေ့ကိုတလန်တိုးပါပေါ့နော်အရှိစီကိုကျေးဇူးပြု၍တလန်တိုးပါ step forward please step forward please step forward please ရှေ့စီကိုတလန်တိုးပေးပါအဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကဒီ immigration ပေါ့နော်ကျွန်တော်တို့တစ်ဖက်နိုင်ငံကိုရောက်တဲ့အခါမှာလူဝင်မှုကြီးကြပ်ရေးဌာနမှာဆိုရင်ညာတော့အပြင်အရာရှိတွေကဘာကြောင့်မို့လာတယ်လဲဆိုတဲ့ဟာကိုမေးလိမိသားရှိရပေါ့နော်အဲ့ဒါကိုသူတို့ကမိဖို့အနေနဲ့ဆိုရင်တင်လာရမယ့်ရည်ရွယ်ချက်ကဘာလဲပေါ့နော် purpose ကကြတော့ရည်မှန်းချက်ဖြစ်တဲ့ visit ကကြတော့လာရောက်တဲ့ခီးစဉ်ပေါ့နော်တင်လာရောက်တဲ့ရည်ရွယ်ချက်ကဘာလဲ What is the purpose of your visit What is the purpose of your visit? What is the purpose of your visit? Traveler ခီးသွားလာသူကကျွန်တော်အပန်းပြေဖို့လာတာပါအပန်းပြေခီးစဉ်အတွက်လာတာပဲဖြစ်ပါတယ် vacation ကတော့အပန်းပြေခီးစဉ်ဖြစ်ပါတယ်အပန်းပြေဖို့လာတာပါ I am here for vacation ခီးကတော့ဒီနေရာလာပေါ့နော် I am here for vacationအပန်းဖြေဖို့လာတာပါ I am here for vacation I am here for vacation အပန်းဖြေဖို့လာတာပါဟုတ်ပါပြီအားလုံးကိုကျေးဇူးများတင်ပါတယ်ဒီကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ခြင်းအပြင်ပေါ့နော်မိတ်ဆွေတို့နိုင်ငံခြားခီးစဉ်သွားတဲ့အခါမှာလင်ကွင်းနဲ့သက်ဆိုင်တဲ့ဝါဟာရတွေကိုသိရှိတော့မှာဖြစ်ပြီးတော့တခြားသူနဲ့အသုံးဝင်တဲ့ပေါ့နော်အခြေခံစကားပြောလေးတွေကိုသိရှိတော့မှာဖြစ်ပါတယ်အကယ်၍ဒီဗီဒီယိုလေးကဆိုရင်မိတ်ဆွေတို့အတွက်အနည်းစာလေးလာရေးမှာတရောင်းတနေရာဟာနေအထောက်အကူဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like လုပ်ပေးပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးဖို့အတွက်မေတ္တာရပ်ခံချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းပုံမှန်ဖြစ်ဖြစ်ဆုံးတက်ဆက်တော့မှာဖြစ်ပါတယ် Follow for more Hello everyone this is Virtue English Language Channel This is your study buddy to help you improve your English language skills